DNA ခရီးတော့ဖို့လင်းစီမတိုင်ခင်စစ်စစ်စီပါစီတီချမ်းကိုပိုးရနိုင်ပါတယ်โอ้เสียวันရင်မင်္ဂလာပါအန်တော့ဆရာပါပဲဆရာဝန်နဲ့ပြန်တွဲတာ ဒီလားနေကောင်းလား ကျွန်တော်ကျမနေကောင်းပါရဲ့ ဒီကလည်းနေကောင်းမှာ မိခင်လည်းနေကောင်းပါတယ်ဒါပေမဲ့မကြတဲ့ခင်ကလေးကဒီလိုမျိုးတစ်ကိုတော့ခီးထောက်ဖို့စီစဉ်နေပါတယ်ဒါကိုဆရာဝန်ဘယ်လိုထင်ပါလဲလဲစုပ်ပြုတ်ပြီးကူးစွာထိုင်းပါ ကျေးဇူးတင်ပါတယ်အိုးမိခင်ဘယ်ကိုတော့လဲ အမေကနင်းတောင်လေးကိုတွားပြီးအင်းမြက်တဲ့လေးကိုခင်းစားချင်တယ်လို့ပြောပါတယ်ဘောင်းနေပါပဲเนาะဆရာဝန်လေး မိခင်ကအဲ့ဒီမှာမတုံးကတော့ဘူးလားမတော်ဘူးဆိုရင်ခီးလန်းအလဲမှာတစ်ခုပြတ်ပြီးအနားယူတော့ဖို့အချမ်းပြချင်ပါတယ် အဲ့ဒါကိုတကယ်မိတ်သွားခဲ့တယ်ဆရာတော်ကြီးဒါပေမဲ့ခရီးစီနိုကြီးလိုက်တော့ အခုပြန်မလို့ပဲတိုက်ရိုက်သွားရင်လေကြီးအားနေလို့အမင့်ယောဂဖြစ်နိုင်တဲ့အလားအလာရှိပါတယ်ခရီးမထက်ခင်ဆရာဝန်နဲ့တိုင်ပင်မှာယောဂအချိန်ကြီးနဲ့စမ်းသပ်ချက်တွေကိုကျွန်တော်စစ်ဆေးပေးနိုင်ပါတယ်ဟယ်လိုပြန်ပြေးကြပြန်ပြီဒီနေ့တော့ခီးထောက်မတိုင်ခင်ကျမကြီးစစ်ဆေးမှုလုပ်ချင်ပါတယ် ဟယ်လိုပြန်လိုက်ရင်ကျမကမဲပါတိတ်ချချင်းလို့ခီးထမ်းမတိုင်ခင်စစ်ဆေးမှုလာခဲ့တာပါ ဒီနေ့ပါပဲဒီနေ့တော့သွေးခုံနှုံးသွေးဖီအားယောဂအမြန်းချိတာတွေနဲ့တောင်းနေတဲ့ဆေးတွေကိုစစ်ဆေးပေးမယ်သွေးစမ်းသပ်မှုလုပ်ပေးမယ်အဆုံးနဲ့နှလုံးကိုလည်းစစ်ဆေးပေးမယ်ခီးထက်မတိုင်ခင်လိုအပ်တဲ့အလုံးပါပဲ ဒါကတော့တကယ်ကို NO ဆရာကောင်းတယ်လို့ငါပြောမယ်မေးလေထင်မလား ဟုတ်ပါတယ်ကျွန်တော်သားကကျမအကြောင်းအားလုံးကိုအလွန်သေးချာသိရစီခရီးဆက်ပါတယ်ဒါကြောင့်လည်းကျမစိတ်ခဲရပါတယ်မမေဟယ်လိုဒီနေ့ဆရာဝန်နဲ့အားလုံးအဆင်ပြေသလားဟုတ်ပါတယ်မိဘတွေဖြစ်တဲ့အနေနဲ့လည်းခီးထက်မတိုင်ခင်ဘာတွေစစ်ဆေးရမလဲဆိုတာဒီဗီဒီယိုမှာပြထားသလိုဖြစ်ချင်ပါတယ် အဲ့ဒါကောင်းပါတယ်ကျွန်တော်တို့ဆေးရုံမှာဆေးထွက်မတိုင်ခင်အတန်ဖေးဝန်ဆောင်မှုတွေနဲ့ကျမရေးစစ်ဆေးမှုတွေပေးနေပါတယ်ဒါတွေကလည်းအများကြီးရှိပါတယ်ခီးသွိုင်းရင်ပြဿနာတစ်ခုခုကြုံရရင်တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်အများအားရှိနေတဲ့ယောဂတစ်ခုခုရှိပါတယ်လားရှိတော်ရှိသလိုမရှိတော်မရှိသလိုဒူနာပြုနဲ့ဆရာဝန်တို့အတူတူသင်ကိုစစ်ဆေးပေးပါမယ်သွားမယ့်နိုင်ငံအလိုက်သင်တော်တဲ့ဆေးဝါးတွေကိုလည်းညွှန်ပေးနိုင်ပါတယ် ကျမလည်းစစ်ဆေးချင်ပါတယ် အကယ်ပါပဲကျမအနေနဲ့သင်ကိုအကောင်းဆုံးယူဆိုင်ဆောင်ရှောက်ပေးတော့မှာဖြစ်ပါတယ်ရှင် ကူညီတဲ့ကပြောချောင်းဝင်းရဲ့ချစ်စရာတွေ ဒီစကလုံးနဲ့ဘာဖြစ်တဲ့ ဒီမင်းရောက်ခေါင်းမိုးတွေ ဒါဆိုမိမေသွားမိခဏနားပြီးထိုင်ဖြစ်ဖြစ်ကျတော့ပါမိမေအခုဘယ်လိုခံစားနေရတာလဲဆိုတာစဉ်းစားမိတယ် ချဝင်းကောင်းမိုးတေးတေးလဲအားရင်းနဲ့လေးပဲခံစားရတယ်အရေးကြီးတာမဟုတ်ဘူး ဒီအိမ်မရနိုင်တယ်ရန်ကုန်ကချန်ချန်တောင်းဖို့ message ပို့ဝင်တော့ရောဆရာဘူးလားကျမမိမေခေါင်းမနေပါဘာလဲရမလဲဆရာဝန်ရဲ့ ဒုက္ခလက္ခဏာတွေအကြောင်းမိကွာနေမယ်မိဘအချင်းရင်တင်ရင်အသက်ရှူခက်ခဲခြင်းနှုတ်ခိုင်းပြခြင်းအားမရှိခြင်းအဖျားမြင့်ခြင်းတစ်ခုခုရှိပါသလား အဲ့ဒီလက္ခဏာတွေကတော့မရှိပါဘူးခေါင်းမိုးသေးသေးလေးပဲရှိတာပါ အနားယူစေပြီးလှုပ်ရှားမှုလျှော့ပါပူပူနွေ့နွေ့ရေတောက်ပါကိုအပူထိန်းထားပါခေါင်းမူတဲ့အတွက်ဆဲလက်တောက်လို့ရပါတယ်လက္ခဏာတွေပိုဆိုးလာရင်အသက်ရှူခတ်ခြင်းအားမရှိခြင်းရင်တင်ရင်မလက်နိုင်တော့ရင်အနည်းဆုံးစိတ်ရောင်ကိုချက်ချင်းယူသွားပါ နားလဲပါပြီဒီကေပဲစဉ်းစားတတ်တာပေါ့ဆရာဝန်တယောက်ကိုဘေးမှာရှိနေတယ်လို့ပဲဖြစ်နေကြ ခကြီးထွက်ပြီးပြန်လာတဲ့အခါမတန်ဆွမ်းရှိရင်လက္ခဏာတွေအကြောင်းအကြံဉာဏ်ယူဖို့လာနိုင်ပါတယ် DNA ထိတာဖို့ခကြီးတိုင်းကိုယုံကြည်မှုနဲ့စတင်ပါစိတ်နဲ့တွေ့တကယ် view ဆိုင်တဲ့စမ်းမရဲ့အစီအစဉ်နဲ့အတူ